ဗာဗီဒီယိုပဲတင် view 1 key ပြည့်အောင်မရဘူးတဲ့သူတွေဆိုခုကျွန်တော်ပြောမယ်ဒီအကောင်လေးကိုစီးစနစ်တကျသုံးပုံသုံးနည်းလေးကိုကျွန်တော်ပြပေးမယ်ဒီတိုင်းလိုက်သုံးရင်လုံးဝ view တကယ်တက်တယ်ပေါ့နော်အဲ့ဒါကဘယ်လိုသုံးရမှာလဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာဒီဒါမျိုးတွေကိုဝင်ဖို့ဆိုလို့ရှိရင်ကျွန်တော်ရဲ့အကောင့်မှာဒီအပေါ်ဆုံးက hashtag လေးကိုနှိပ်ပြီးတော့ဝင်တက်တဲ့သူတွေကျွန်တော်ပြပေးနော်ဒီမှာကျွန်တော်ရဲ့အကောင့်မှာကျွန်တော်တင်ထားတဲ့ဗီဒီယိုအခုကျွန်တော်တင်တဲ့ဗီဒီယိုမှာပါတယ်ဒီမှာ hashtag ဒီအရှိသုံးက hashtag နော်ဒီအရှိသုံးက hashtag လေးဒီရှေ့သုံးက hashtag လေး CREETOR ဆိုတဲ့ hashtag လေးကျွန်တော်ရဲ့ဒီဗီဒီယိုမှာပါလိမ့်မယ်အဲ့စာတန်းလေးကိုနှိပ်ပြီးဝင်လိုက်နော်ရေးချတရားမလို့အဲ့စာတန်းလေးကိုနှိပ်ပြီးဝင်သွားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဒီ view ဆိုတာကိုပဲနှိပ်ဒီရောက်ကဟာတွေလိုက်ပြီးရွေးချယ်နေဒီ view ဆိုတာကိုပဲနှိပ် view ဆိုတာကိုနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ကတချို့ကကြတော့ဒီတိုင်းကြီးတင်ဖို့အတွက်ဒီကင်မရာတွေကိုနှိပ်ပြီးတင်ကြတယ်အဲ့လိုမျိုးမတင်နဲ့ကျွန်တော်ဒီနေရာမှာ TREN ဆိုရတွေ့တာအဲ့ဒီ train ကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဒီအောက်မှာဒီမှာ fashion ရှိမယ်ပြီးရင် food ရှိမယ် sport ရှိမယ်စသဖြင့်ပေါ့အဲ့ဒီကဘာတွေလဲဆိုတော့ကျွန်တော်တို့ fashion နဲ့ပတ်သက်တဲ့ဗီဒီယိုကိုယ့်ရဲ့ဗီဒီယိုရဲ့အကြောင်းအရာကကျွန်တော်တို့က fashion အင်ကြီးဝစားဘာညာနဲ့ပတ်သက်တယ်ဆိုလို့ရှိရင် fashion ကိုရွေးပြီးဒီထဲမှာ view အများဆုံးကိုယူနောက်တစ်ခုကအစားတောက်ဒီပိုင်းစားပြတဲ့သူဆိုလို့ရှိရင်ဒီမှာ FOOD ဆိုတဲ့စာတန်းလေးကိုနှိပ်ဒါကအစားတောက်ဒီပိုင်းစားပြတဲ့သူတွေအတွက်ပေါ့နော်အဲ့ဒီထဲမှာယူပြီးမှကျွန်တော်တို့ကဒီထဲမှာ view အများဆုံးကိုနှိပ်အာကစားနဲ့ပတ်သက်တာဆိုလို့ရှိရင်လည်းဒီမှာ support စသဖြင့်အဲ့ဒီထဲမှာပေါ့နော်ပြီးရင်ဒီမှာတခြားသောအရာဂိမ်းဆောတဲ့သူတွေဆိုလို့ရှိရင်လည်းဒီမှာဂိမ်းကိုရွေးပြီးဒီထဲမှာ view အများဆုံးဟာကိုယူအဲ့တော့ကျွန်တော်တို့ကဒီထဲမှာဒီ fashion စသဖြင့် food စသဖြင့်အဲ့လိုမျိုးကျွန်တော်ရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကဒီထဲကအကြောင်းအရာတစ်ခုနဲ့ကိုင်းညီတဲ့ဗီဒီယိုကိုတင်မှာဆော့မှာဆိုလို့ရှိရင်ကျွန်တော် fashion ဘာညာတွဲဆော့လို့ရတယ်ဘာမှမဖြစ်ဘူးအဲ့ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ fashion ကိုရွေးတယ်ရွေးပြီးရင်ဒီမှာ53 million ရှိတယ်ဗောနော်ဒီမှာ 53.8 ဆိုပြီးတော့ million ရှိတယ်အဲ့ဒါကိုရွေးမယ်ရွေးပြီးရင်ဒီနောက်ကကင်မရာကိုနှိပ်မယ်နော်ကိုယ့်ရဲ့ဗီဒီယိုနဲ့တက်ဆိုင်တဲ့အကြောင်းအရာကိုရင်ရွေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကတော့ကျွန်တော်ဖုန်းထဲမှာရှိပြီးသားဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ထည့်သုံးလိုက်မယ်ဗောနော်ကျွန်တော်ဖုန်းထဲမှာရှိတဲ့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ထည့်လိုက်မယ်ဒါတင်ဖို့အတွက်ကျွန်တော်ပြပေးမယ်โอเคဒါမျိုးကျွန်တော်တို့ထည့်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့ဒီမှာ hashtag ကဒီကိုရောက်လာလိမ့်မယ်เนาะရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာတခြားသောကိုသုံးနေကြ hashtag လေးတွေလည်းလိုက်ထည့်လို့ရတယ်ပေါ့เนาะနောက်တစ်ခုကကြတော့ဒီတချို့လူတွေကြတော့ဒီလိုမျိုးဒီနေရာမှာဒီ hashtag ရဲ့အောက်လေးမှာဒီလိုနေရာလေးမှာ2025ဆိုပြီးတော့မီတောက်ပုံလေးနဲ့ပေါ်နေတာအဲ့ကောင်လေးတစ်ခုလည်းဆက်ထည့်လို့ရတယ်ပြီးပြီဆိုမှကိုနောက်ကနေရကြိုက်နေတတ်တဲ့ hashtag ကိုလိုက်ထည့်ပြီးပြီဆိုရင်ပို့တင်လိုက်အဲ့ဒါဆိုလို့ရှိရင်လုံးဝ view 1k အထက်ကိုတက်တယ်ဒါက TikTok က2025မှာပြီးလာတဲ့ဟာကိုကစီးစနစ်တကျသုံးတက်လီပူကောင်းလီပဲပေါ့เนาะအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ